များရဲ့ဘာယာနတိတချင်းဖြင့်ဖျော်ဖြေတင်ဆက်မှာဖြစ်တဲ့အတွက်တတမတိလေးများအားဆင်မော်တို့တက်ရောက်ပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ခင်ပြိုမေနာနာတို့ဘာစကားလေးပြောခြင်းလို့ဘာယာနဲ့တိမင်းကြီးရှိတဲ့ဟောရှိရှိအကွယ်ဘာကမှရင်ချိုးရင်နဲ့ဘာတိကြီးမျောလာတဲ့ဘာမဆိုင်ညာမဆိုင်ခွဲကြည့်တဲ့ခါခင်ကိုမောင်းချစ်တဲ့လူတရားမောင်းကျင်နာဝမယ်ရွှေမျက်နှာတော့ပြုံးအုပ်ွယ်စိတ်ချပါခင်ပြိုနှမရဲ့မှန်မှန်ကန်ကန်လေးမချစ်တာဖြို့ကြောက်မခင်းရဲ့အကြောင်းတွေတွေးအမှန်ကန်ရင်မောတယ်မြင်ချင်းချစ်တဲ့မောင်ကြီးချစ်ကိုအထင်မသေးနဲ့ရွှေလုံးဝင်းလုံးဝင်းနဲ့အသေးကိုပိုင်လာသိမ့်နဲ့ဒယ်ဒီမာမီမကြောက်နဲ့အကိုတွေမောင်တွေခောက်ခဲ့မူရပါရမများတဲ့အချက်တွေချူချသွားမယ်လာပါခင်ပြိုနှမရဲ့ယုံကြည်စေခြင်းလာခင်ပြိုနှမရဲ့ယုံကြည်စေခြင်းလာတယ်စင်စင်ရိုးရိုးသားသားညက်ရာလေးပါဗျာခင်ပြိုရဲ့ကောင်းငိမ့်လို့ရဲ့ချစ်ကြည်စမ်းခြင်းနဲ့ပဲညာလမ်းလေးလျှောက်တာတဲ့တရားဖို့ကပဲပကြီးရမမီခင်အလားပါစာဖွဲလို့မရနိုင်သည်မောင်ကြီးဆိုပြီးချွဲချင်နှက်ပါဤအသေးကိုဝင်တိုးကထိတဲ့ခင်ကိုတကယ်ချစ်ပါသည်ပကြီးစရာရှုံးနဲ့မောင်ကြီးချင်နာဆုံးရဲ့တကပါလုံးမခင်တာတကယ်အလားဆုံးပဲခင်သမားပြန်ချစ်ပါတော့ပြောသဘောလည်းမဟုတ်လေတော့ဒီပေါင်းနဲ့ပြောတာတော့ခင်ချင်မှဖြစ်မှာတော့ခင်သမားပြန်ချစ်ပါတော့ပြောသဘောလည်းမဟုတ်လေတော့ဒီပေါင်းနဲ့ပြောတာတော့ခင်ချင်မှဖြစ်မှာတော့လူတရားမောင်